မင်္ဂလာပါကျွန်တော်ဒီမျိုးလေးမှာပြောသွားမှာကနောက်ကျမှတွေ့ခဲ့ရလို့ပိုလှပခဲ့တဲ့အချင်းတဲ့ဟုတ်ပါတယ်ဒီဗီဒီယိုလေးကကျွန်တော်နဲ့ကျွန်တော်ကောင်မလေးကလည်းတိုက်ဆိုင်လို့ဒီဗီဒီယိုလေးကိုအရင်ကြိုက်မိပါတယ်ငါတို့သာဒီတဲ့စောပြီးတွေ့ခဲ့ကြရင်ဘယ်တော့တောင်ကောင်းလိုက်မလဲတဲ့ဒီစကားမျိုးကိုကိုချစ်ရတဲ့သူကိုကြည်ရင်းနဲ့ပြောဖို့ပါသလားဒါမှမဟုတ်ကိုယ်စိတ်ထဲမှာတိတ်တိတ်လေးရေရွတ်မိပါသလားကျွန်တော်တို့တော်တော်များများကကိုယ့်ဝါတွေကိုဝင်လာတဲ့သူတရားကိုတိတ်ရှင်းမိသွားတဲ့အခါအရင်တော့ကအချိန်တွေကိုနှမျောသွားတတ်ကြပါတယ်။သူနဲ့သာစောစောစီစီစုံနေရင်အခုချိန်မှာအမှတ်တရတွေပိုများနေမှာအတူရှိနေခဲ့တဲ့အချိန်တွေပိုကြာရှည်နေမှာဆိုပြီးတွေးမိတတ်ကြပါတယ်။ဒါဟာတဘာဝပါပဲ။ဒါပေမဲ့တစ်ခါတည်းမှာအဲ့ဒီအတွေ့ကိုခဏပေးပယ်ပြီးနောက်ကျမှရောက်လာခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ကိုပြောကြည့်တင်ပါတယ်။ဘာလို့လဲဆိုတော့ကအဲ့ဒီနောက်ကျခဲ့တဲ့အချိန်တွေဟာတန်ဖိုးမဖြစ်နိုင်တဲ့အရာတွေအများကြီးရှိနေခဲ့လို့ပါ။ကိုစီတက်တန်းခဲ့ရတဲ့ဘဝခီးချမ်းတွေလည်းရှိကြပါတယ်လူနှစ်ယောက်မစုံတွေ့ကြသေးခင်မှာတဦးစီမှာကိုပိုင်ဇလန်းလေးနဲ့ရှင်တန်နေခဲ့ကြရတာပါသူမှလည်းသူ့ရဲ့ဇလန်းနဲ့သူကိုမှလည်းကိုယ့်ရဲ့ဇလန်းနဲ့ကိုဖြတ်တန်းခဲ့ကြရတာမဟုတ်လားညာအဲ့ဒီချိန်မှာကိုတို့ကိုစီရင်ဆိုင်ခဲ့ရတဲ့အခက်အခဲတွေကြာရှုံးမှုတွေနာကျင်စရာအဖြစ်အပျက်တွေရှိခဲ့ကြပါတယ်တချို့အမားတွေဆိုပြန်တွေးလိုက်တာအခုထိတောင်ရှက်မိနောင်တရမိနေတော့ပါပဲဒါပေမဲ့ဒီအဖြစ်အပျက်တွေကပဲကျွန်တော်တို့ကိုပိုပြီးရင်းချက်စေတယ်ဘဝရဲ့သင်ခန်းစာတွေကိုအခါခါပြန်သင်ယူစေခဲ့တယ်။ဘယ်ရာကိုအတွက်အရေးကြီးလဲဘယ်လိုလူမျိုးကိုတန်ဖိုးထားတဲ့လဲကိုယ့်ရဲ့အားနည်းချက်တွေကဘာတွေလဲဆိုတာကိုနားလည်အောင်သင်ပေးခဲ့တာအဲ့ဒီနောက်ကျခဲ့တဲ့အချိန်တွေပါပဲ။တနည်းပြောရရင်ဗျာအဲ့ဒီအချိန်တွေကကိုယ့်ရဲ့မပြေဝမှုတွေကိုကိုယ်တိုင်တတိပြုမိပြီးပြင်ဆင်ဖို့စူးစမ်းနေကြရတဲ့အချိန်တွေပေါ့။အဲ့ဒီတုန်းကသာကျွန်တော်တို့နှစ်ယောက်စုံခဲ့ကြတယ်တယောက်နဲ့တယောက်မရင့်ကျက်မှုတွေနဲ့နောက်တစ်ယောက်ကိုအနာတရားပေးမိမှသိကြပါတယ်ကိုယ့်ရဲ့ချင်းချက်တွေကိုသူ့ကိုတွားပြီးမတော်စားထိခိုက်မိနိုင်မှာကံတရားကအဲ့ဒါကိုသိလို့ကျွန်တော်တို့ကိုအဲ့ဒီအချိန်တုန်းကစုံခွင့်မပေးဘဲလှလှပပလေးလှည့်စားထားခဲ့တာလို့ကျွန်တော်ယုံကြည်မိပါတယ်ဒီလိုနဲ့ကိုယ့်ရဲ့မကောင်းမှုအမှုကျင့်တွေကိုကျင့်စဉ်ရင်ကိုယ့်ဘဝအတွက်လိုအပ်နေတဲ့အရေးသွေးတွေကိုဖြည့်ဆည်းရင်အချိန်တွေတရွေ့ရွေ့ကုန်ဆုံးသွားခဲ့ပါတယ်ကိုအရင်ကတည်းကပိုပြီးကောင်းတဲ့ပုံစံတစ်ခုဖြစ်အောင်ကြိုးစားရင်းနေထိုင်လာခဲ့ကြရပါတယ်။အဲ့ဒီနောက်မှာတော့အရာအလုံးအစင်သင့်ဖြစ်ပြီလို့ကံကြမ္မာကဆုံးဖြတ်လိုက်တဲ့တနေ့မှာဒူသားနှစ်ယောက်ကိုတွေ့ဆုံခွင့်ပေးလိုက်တာပါ။သူ့ကိုစတွေ့လိုက်တဲ့ချိန်မှာဒါပဲငါစောင့်နေခဲ့တဲ့သူဆိုတဲ့ခံစားချက်မျိုးချက်ချင်းဝင်လာပါတယ်။အရင်ကလူတွေအများကြီးနဲ့တွေ့ကူးခဲ့ပြင်မဲ့သူနဲ့ကြမှာဘာလို့ဒီလောက်ထိထူးခြားနေရလဲဆိုတာကိုအဲ့ဒီခါမှနားလည်သွားခဲ့ပါတယ်ဘာလို့လဲဆိုတော့ကအခုလိုတွေ့ဆုံကြတဲ့ကျွန်တော်တို့နှစ်ယောက်ဟာအရင်ကမရင်ကျက်တဲ့ချင်းချက်တွေများတဲ့လူငယ်တွေမဟုတ်တော့ဘူးလေကိုတန်ဖိုးကိုနားလေပြီးသူတစ်ပါးကိုဘယ်လိုနားလေပေးရမလဲဆိုတာကိုသိနေတဲ့အချစ်တစ်ခုကိုတိဆောက်ဖို့အသင့်ဖြစ်နေတဲ့လူနှစ်ယောက်ဖြစ်နေခဲ့လို့ပါပဲဒါကြောင့်အချစ်မှာစောတယ်နောက်ကျဆိုတာတိတ်အရေးမကြီးပါဘူးအရေးကြီးတာကအချိန်ကိုက်ဖြစ်နေဖို့ပါပဲအားလုံးကနောက်ကျပြီးမှရောက်လာခဲ့တာမှန်ပေမဲ့အခုချိန်မှာတယောက်ကိုတယောက်အနာတရားတွေထပ်မပေးပြီးတော့ပဲအပြန်အလှန်နားလည်မှုတွေရှိနေခဲ့ရင်ဒါဟာ right person or right time ပါပဲလို့ပြောရင်ကျွန်တော်ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်ကျေးဇူးများတင်ပါတယ်